တကယ်ချင်းနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ activity ရဲ့ဒီ life cycle အကြောင်းလေးကိုကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ activity မှာလည်းအဓိကပြသူ့ရဲ့ life cycle ပေါ့နော် life cycle ရှိတယ်အဲ့တော့ life cycle ကပါလဲဆိုတော့ကျွန်တော်တို့တွေ့ကြည့်လိုက်အောင်အဲ့တော့ဒီမဲ့သူ့ရဲ့ life cycle လေးပေါ့နော်အဲ့တော့သူ့ရဲ့ life cycle မှာဆိုအဓိကပြင် on create ဆိုတဲ့ method လေးကနေစတယ် on create ပြီးရင် on start လာတယ်ပြီးရင် on resume လာတယ် on pause လာတယ်ပေါ့နော် on pause လာတယ် on start လာဒါသူ့ရဲ့ documentation မှာတွားပြီးတော့ကျွန်တော်တို့ဖတ်လို့ရတယ်အဲ့တော့ဒီ activity life cycle ကလည်းအရင်ရေးကြည့်တယ်ပေါ့နော်ဘာလို့တိထားဖို့အရင်ရေးကြည့်ဘာလို့လဲဆိုတော့တကယ်ကို application တွေတကယ်ရေးလာတဲ့အချိန်ကျလို့ရှင်ဒီ life cycle တွေတော်တော်လေးကိုအရေးပါတယ်ပေါ့နော်ဒါဒါဆိုလို့ရှင်ကျွန်တော်တို့အခုဒီ video လေးမှာဒီ life cycle တွေအဓိကဘယ်သူကနေစလုပ်တယ်ဆိုတော့ကျွန်တော်ဒီ run ပြီးတော့ကျွန်တော်တို့ထုတ်ကြည့်မယ် okay အဲ့တော့ကျွန်တော်တို့ let's go အဲ့ကြတော့ဒီကျွန်တော်တို့ဒီ activity မှာအခုစပြီးတော့လုံးမှာကသူ့ရဲ့ method ကစောက်ဆုံးတော့မှာက on create ဆိုတော့ကျွန်တော်ဒီမှာ on create အဲ့တော့ကျွန်တော်အခု log ထုတ်ကြည့်မယ်အဲ့တော့ log ဆိုတာဘာလဲဆိုတော့အဓိကပြဒီ developer တွေအတွက်ပေါ့နော် developer တွေအတွက်အဓိကပြ console ထုတ်ကြည့်တာပါဒီနေ့ပြောရရင်တော့ console ထုတ်ကြည့်တာပေါ့နော်အဲ့ကောင်က tracking လိုက်ဖို့အတွက်တော်တော်လေးအရေးပါတယ်ပေါ့နော် developer တွေအတွက်ပါလားဆိုတော့ဆိုလို့ကျွန်တော်တို့ဒီ log ထုတ်ခြင်းနဲ့ဆိုလို့ရှင်เนาะlog log တော့ကျွန်တော်အမျိုးမျိုးရှိရဲ့ e error လား description လားပေါ့နော်တော့ e ဆိုပြီးတော့ကျွန်တော်ပြီးတော့လို့ရှင်သူထဲမှာ tab name ပေးရမယ်ပြီးတော့လို့ရှင်နောက်က message ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအခု preview လေးတစ်ခုကြီးညာလိုက်မယ် string ဆိုပြီးတော့မှ tab ဆိုပြီးတော့လက်ရှိ activity.collect class.get name okay ဒါဆိုလို့ရှင် tag ဆိုတော့မှဒါကျွန်တော်သူ့ရဲ့ name လေးကိုဒီ main attribute ဆိုပြီးပေးလိုက်တာပေါ့နော်ဒီကောင်လေးကကျတော့ဒါ main attribute ကိုယူတာပါ class file ရဲ့လက်ရှိ current file ရဲ့ name ကိုယူတာပါနော်အဲ့တော့ကျွန်တော်က on create on create ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်မယ်on create ပြီးတော့လို့ရှင်တော့ပါလာမယ်ဆိုတော့ on start လာမယ်ပေါ့နော် on start ဆိုတဲ့ method လာမယ်အစရင် log.a ဆိုရမှာ type ဆိုရမှာ on start ပါနော် on start ပြီးတော့လို့ရှင် on resume ရှိမယ် on resume copy ခုလိုက်on resume ပါနော်ပြီးတော့လို့ရှင်ရင်ကျွန်တော်ပါရှိမလဲဆိုတော့ on pause ရှိမယ်အဲ့တော့ on pause ရှိမယ်ပြီးရင် on stop on destroy ပါနော် on stop on destroy ပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ဘယ် method တွေအရင်လောက်တယ်လဲဆိုတာကိုကျွန်တော်တွေ run ကြည့်လိုက်ပါပေါ့နော်run အဓိကကျွန်တော်တို့ log ကြည့်ချင်တယ်ဆိုလို့ရှိရင်ပြင်မဲ့ကြည့်ရမလဲဆိုတော့ဒီမဲ့အောက်ကဘာလဲမှာ log cut ဆိုတာလေးရှိတယ်အဲ့ကောင်လေးကိုထုတ်ကြည့်လိုက်ပါပေါ့နော်အဲ့ကောင်လေးကိုထုတ်ကြည့်ပြီးတော့ကျွန်တော်တို့ဒီမဲ့ကျွန်တော်ထုတ်ခဲ့တဲ့နာမည်ကကျတော့ဘာလဲဆိုတော့ main attribute ဆိုတဲ့နာမည်လေးကျွန်တော်တို့ filter လုပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမဲ့သူက error ရှိတယ် purpose ရှိတယ် debug ရှိတယ် info ရှိတယ်ပေါ့နော်အခုကျွန်တော်ကmain attribute ဆိုမှကြည့်လိုက်ရင်ဒီမဲ့ကျွန်တော်ထွက်လာပြီပေါ့နော် on create ရဲ့ on start ရဲ့ on resume ရဲ့ပေါ့နော်အဲ့တော့ဒီ method တွေကအရင်လုပ်တယ်ပြီးတော့လို့ရှိရင် on resume ကကြတော့ကျွန်တော်တို့ဘယ်ရှင်းမှာလာမလဲဆိုတော့ app ကို on pause ဖြစ်သွားတယ်ဒါဆိုလို့ချင်း on pause on stop ထွက်လာပြီပြီးရင်ပြန်ဝင်လာမယ် on resume အဲ့ကြတော့ဒီ method တွေကအဓိကပြ default အနေနဲ့စလုပ်မှာပါတယ် on create လုပ်မယ်ပြီးတော့လို့ချင်း on start ရဲ့ on resume ရဲ့ပေါ့နော်ပြီးတော့လို့ချင်းဒီ app ကနေကျွန်တော်တို့ဒီဥမာအပြီးပိုင်းထွက်သွားတာမဟုတ်ဘူးဥမာတခြား app ကိုပြောင်းတခြား app ကိုကျွန်တော်တို့လောက်သွားတာပေါ့နော်ဥမာတခြား app ကိုသွားတယ်ဆိုလို့ချင်းကျွန်တော်အဲ့ဒီကောင်ကို pause လုပ်လိုက်တယ်အဲ့ဒီ activity ကိုပေါ့နော်လက်ရှိ current app ကို pause လုပ်လိုက်တယ်ပြီးရင် stop ပေါ့နော်ကျွန်တော်ကတော့တိတ်တော့မသိပြီးရင်ပြန်ပြီးတော့ဒီ activity ကိုကိုယ့်ရဲ့ app ထဲကိုပြန်လာတဲ့အချိန်ကျ on resume ပေါ့နော်အဲ့တော့ on resume တကယ်ဒါမှမဟုတ်ကျွန်တော်ဒီ app ကိုရှင်းလိုက်မယ်ရှင်းပြီးတော့လို့ပြန်ဝင်လာတယ်ဆိုလို့ရှိရင်တော့အစားနေပြန်လာတော့ဘာလို့ app က K သွားတာကို destroy ဖြစ်သွားတာဆိုတော့အတစ်ပြန်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ဝင်လာရင် on create on start on resume အဲ့ဒါမှကျွန်တော်တို့ပြန်ပြီးတော့ထွက်ထားလိုက်မယ်ပြီးရင် on pause on stop ဘာလို့ဆိုတော့ဒီ app ကနေထွက်သွားတာမဟုတ်ဘူးပြလားတခြား app ကိုတော့ကျွန်တော်တို့ဒီမဲ့ဟာလေးနှိပ်ပြီးတော့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ကျွန်တော်အခုကိုယ့်ရဲ့ app ထဲကိုပြန်ဝင်လာမယ် reset နဲ့နှိပ်ပြီးတော့
ပြောင်းလာတဲ့အချိန်ကျရင် only ဆိုတဲ့ပေါ့နော် monster only ဆိုတဲ့ကိုပြန်ဝင်လာအဲ့တော့ဒီ method တွေကအဓိကပြအရေးကြီးတာဆိုတော့နောက်ပိုင်းတကယ်ကိုဟိုနည်းနည်းကိုဒီ UI မှာပေါ့နော်အသုံးဒီရေးလာတဲ့အချိန်ကျလို့ချင်းဒီ method တွေကတော်တော်လေးအရေးပါတယ်ဘာလို့လဲဆိုတော့တစ်ခါတလေကျလို့ရှင်ကိုဒီတခြား activity ကနေပေါ့နော်တခြား activity ကနေတော့မှဥမာကျွန်တော်အခုဒီ page ကနေနောက်တစ် page ကိုသွားတယ်ပေါ့နော်နောက်တစ် page ကိုတစ်ခုသွားတယ်ဒါပေမဲ့ back ပြန်လာတဲ့အချိန်ကျရင်တစ်ခုလုံးမယ်ဆိုလို့ရှင်အဲ့လိုမျိုးအချိန်တွေကျလို့ရှင်ကျွန်တော်တို့ဒီ life cycle တွေကိုနားလည်ဖို့ကလုံးဝအရေးကြီးသွားပြီပေါ့နော်အဲ့လိုမျိုးအချိန်တွေကျလို့ရှင်ကျွန်တော် life cycle ကတော်တော်လေးအရေးကြီးတယ်ပုံမှန်အားဖြင့်ကျတော့ကျွန်တော်တို့တိတ်အရေးကြီးမြန်တိတ်မသိတာဘူးဒါမဲ့လို့အစောကလို့ကျွန်တော်ပြောတဲ့အချိန်တွေဥမာနောက်တစ်ခုကိုသွားတယ်ဒါပေမဲ့ i page ကိုပြန်ရောက်လာတဲ့အချိန်ကျလို့ရှင်တစ်ခုလုံးမယ်ပေါ့အဲ့လိုမျိုးအချိန်တွေကျလို့ရှင်ဒါဆိုလို့ရှင် only zoom လို့ပါအဲ့ဒီ life cycle method တွေကနေပြီးတော့မှအဓိကပြီးအလုပ်လုပ်သွားမှာပေါ့နော်အဲ့တော့ဒီ life cycle ကလည်းသိထားဖို့ဟာတော်တော်လေးအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒါကတော့ Android ရဲ့ life cycle အကြောင်းလေးဖြစ်ပါတယ်အဲ့တော့ဒီနောက်ထပ်ဗီဒီယိုတွေမှာငယ်ငယ်အားလုံးနဲ့ပြန်နေပြီးတော့တွေ့မှာเนาะအဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်